မင်္ဂလာပါရှင်ဒီတစ်ခါမှလည်းပဲပွင့်သေးသေးလေးနဲ့ချိတ်စင်ဆွဲထားတာလေးပေါ့နော်ဒါလေးပြပေးပါမယ်ဒါလေးကကြတော့အယောင်လေးကအရန်ကိုလှတာရဲတွတ်တွတ်လေးနီလေးကိုမှရဲတွတ်တွတ်ကလေးနော်အနီရဲရဲလေးပါအနီရဲရဲလေးကိုသူကဒီလိုမျိုးလေးအပေါ်မှာအပွင့်ပုံစံလောက်ထိခတ်ထားတာနော်အပွင့်ပုံစံလေးလှတယ်ပေါ့နော်သူရဲ့အပေါ်အပွင့်ပုံစံလေးကကြတော့ဟိုအပေါ်အောက်တရားဂျားတရားအဲ့လိုမျိုးလေးခတ်ထားတာပေါ့နော်ဒီလိုမျိုးလေးသွားထားတယ်အလဲနိုင်တော့ခါကြတော့သူကချိတ်ကလေးလေးနဲ့တွေးလိုက်တာပေါ့နော်ချိတ်ကလေးနဲ့ခွဲသွားတူတူသွားလိုက်တယ်အရန်လာတယ်ဒီဥစ္စာလေးကတော့နောက်တာစိတ်တာလိုချင်တဲ့လူတော့တော်တော်အဆင်ပြေရဲ့အနီရဲရဲလေးအနီကတော့လုံးဝအနီလို့ကိုပြက်ပြက်သားသားပဲလုံးဝလှတာအနီလေးကိုမှရဲစိုးနေရပဲเนาะသူကလေအားလာတယ်ဂိုက်ကအကြီးပဲเนาะဂိုက်ကြီးအကြီးလေးဂိုက်ခွဲလောက်ပါမယ်เนาะသူကကြတော့ Premier ပိုးလေးဟုတ်တယ်เนาะ Premier ပိုးလေး Premier လို့ပိုးလေးပါဈေးနှုန်းလေးကကြတော့3သိန်းနဲ့9000ပါเนาะဒီထည်လေးကအင်းလာအနီရဲရဲလေးကိုမှနှုတ်နှုတ်ကလေးပေါ့เนาะဒါလေးကနံပါတ်က130ပါဒါလေးလည်းအဲ့လိုပဲတစ်ထည်လေးရှိတယ်ဂိုက်ကလည်းကြီးကြီးလေးနှုတ်နှုတ်ကလေးလိုချင်တယ်ဆိုရင်ယူပါเนาะအယောင်ကတော်တော်လှတယ်လားအပြင်မှာလေးရဲဆူဆူလေးနဲ့လေးအဲ့လိုမျိုးတော်တော်လေးကိုလှတာဒီလားပြီးတော့အပွင့်လေးကတေးသေးလေးနဲ့ဆိုတော့ခန္ဓာကိုယ်ဘလို့မျိုးခန္ဓာကိုယ်ပဲလာဝေးလို့လှတဲ့အထည်ပေါ့เนาะမြိုင်လဲမြိုင်ပါတယ်တစ်ထည်လေးရှိတာမလို့အစင်လေးလေးကြိုက်တယ်ရောင်လေးလေးကြိုက်တယ်ဆိုယူထားပေးပါဦးရှင်